ရှင် Cluster Hope ရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုလေးထဲမှာတော့ communicative language teaching အကြောင်းကိုအတူချုံပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ communicative language teaching CLT ဆိုတော့ဗာလဲသူကတော့ umbrella approach ပေါ့နော် umbrella approach ဆိုတာကဒီသူ့ထဲမှာပေါ့နော်တစ်ခုတည်းပုံသေး fix လုပ်ထားတာမဟုတ်ပဲနဲ့ဒီသုံးလို့ရတဲ့ text တွေmaterials တွေနောက်ထပ် approach တွေအများကြီးထပ်ဖြည့်ပြီးတော့သုံးလို့ရတာအဲ့ဒါဒီflexible ဖြစ်ပေါ့နော်သုံးလို့ရတာမျိုးကိုပြောချင်တာဖြစ်ပါတယ်။သူကတော့ဒီ1980 Europe ဘက်မှာပေါ့နော်ဒီပေါ်ခဲ့တဲ့ approach တစ်ခုဖြစ်တယ်ပေါ့နော်။သူ့ကိုဒီ language system တွေဖြစ်တဲ့ grammar တို့ vocabulary တို့သင်တဲ့အခါမှာ isolate လုပ်ပြီးတော့သင်မဲ့အစားဒီ language ကိုပေါ့နော် real communication မှာဘယ်လိုအသုံးပြန်ချရမလဲဆိုတာကိုပြပေးတဲ့ approach တစ်ခုဖြစ်တယ်ပေါ့နော်။အဲ့တော့ဥမာ grammar သင်လိုက်တယ်အဲ့ဒီ grammar ကို control practice နဲ့မရက်ပဲနဲ့ free practice ကျောင်းသားကသူ့ဟာသူ language ကိုဘယ်လိုမျိုးသွားမလဲထုတ်သုံးမလဲဆိုတဲ့ဒီ communication ပေါ်မှာသူကအခြေခံပြီးတော့ကြည့်တဲ့သင်ကြားရေးစနစ်တစ်ခုပေါ့နော်ဟို linguistic competence အစားဒီ communicative competence လေးကိုပါထည့်သွင်းပြီးတော့သင်ကြားတဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ဥပမာပေါ့နော်ဒီ grammar သင်နေဆိုပါစို့ဒီမှာဆိုလို့ရှိရင် present simple နဲ့ continuous ဆိုပြီးတော့သူကဒီ grammar ဒီမှာဆိုလို့ရှိရင်ဒါကတော့ guided discovery ပေါ့နော် guided discovery ဆိုတာကကျောင်းသားကဒီ rules ကိုကြည့်မယ်ပြီးတော့လို့ရှိရင်ဒီမှာပေးထားတဲ့ဒီ exercise ကို complete လုပ်ရမှာပေါ့နော်အဲ့တော့ဆရာမက lead လုပ်မယ်အစားဒါကိုကျောင်းသားကိုသူ့ဟာသူတေချာလေးလုပ်ခိုင်းလိုက်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် grammar ကိုကြည့်မယ်ပြီးရင်ဒီ bracket share words တွေနဲ့ဒီ correct form ဖြည့်မယ်ပြီးရင် listen and check ဒီနေရာမှာ communicative language teaching လို့ဆိုလိုက်တာနဲ့ဆရာတို့ဆရာမတို့ကကိုယ့်ရဲ့ text သွားတဲ့ပုံစံ interaction patterns တွေကိုလည်းလိုသလိုပြောင်းလို့ရပါတယ်ဒီမှာ individual လုပ်မလားကျောင်းသားတွေကိုtext တက်တာအောင်ဒီ cognitive လုပ်တက်တာအောင် pair work လုပ်ခိုင်းမလား setup ကြိုက်တယ်လို့လုပ်လို့ရတယ်။ Okay ဒါပြီးသွားပြီဆိုလို့ရှိရင်เนาะဒီမှာဒီအရှိမ step တစ်ခုရှိရပါတော့ဒါကတော့ဒီ speaking နဲ့ end လုပ်ထားတဲ့ပုံစံလေးကိုပြတာအဲ့တော့ဒီမှာသင်လိုက်တဲ့ grammar ကို speaking ထဲမှာအကြောင်းသားတွေကပြန်ပြီးတော့အသုံးချရတယ်ဒါဒီ communicative language teaching ရဲ့ example ဖြစ်တယ်ပေါ့နော်အဲ့ဒီထဲမှာဆရာတို့ဆရာမတို့က information text activity တွေပြီး material သုံးတဲ့အခါမှာလည်း authentic materials တွေစသဖြင့်သုံးလို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ communicative language teaching အကြောင်းကိုအတူချုံပြီးတော့ပြပြထားပေးတာဖြစ်ပါတယ်